အားလုံးပဲမင်္ဂလာပါကျွန်တော်တို့စင်ရောပါ Mobile Phone Software Service Technician တယောက်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဗီဒီယိုလေးကဘာလို့ပြပါလဲဆိုတော့ဒီဗီဒီယိုလေးမှာကျွန်တော်ကဒီ second lock ကြာနေတဲ့ Redmi 9C ဖုန်းလေးကိုကျွန်တော် lock ဖြုတ်ပြမှာဖြစ်ပါတယ်ဒီကောင်လေးက Redmi 9C model လေးပဲဖြစ်ပါတယ်သူကsecond lock ကြာနေတော့မပင် lock ခတ်ထားတယ်ကျွန်တော် lock မတည်ဘူးနှုတ်မရဘူးပေါ့နော် okay ဒီကောင်လေးကိုကျွန်တော်တို့ lock ဖြုတ်ပြပါမှာပဲဖြစ်ပါတယ်Okay ဒီဗီဒီယိုမှာကျွန်တော်ဒီ Redmi 9C ကို user lock ဖြုတ်ဖို့အတွက်ဆိုရင်တော့ tools အနေနဲ့ကျွန်တော် unlock 2ကိုတောင်းရမှာပဲဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်တော် unlock 2ကိုတွားပြီးတော့အရင်ဆုံး download ဆွဲမယ်ပေါ့နော်။ Okay ကျွန်တော် Chrome ကိုဖွင့်လိုက်မယ်။ Chrome ကိုဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ unlock 2ကိုသူ့ရဲ့ unlock 2ရဲ့ official website ကနေပဲကျွန်တော်တို့ download ဆွဲမယ်ပေါ့နော်။ unlock2.net ပေါ့နော်။ unlock2.net ကနေတွားပြီးတော့ download ဆွဲလိုက်မယ်။ Okay unlock2.net ကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ download ဆိုတဲ့ section ထဲကိုတွားလိုက်မယ်ပေါ့နော် download ထဲကိုတွားပြီးရင်အောက်ကိုနည်းနည်းလေးဆွဲမယ်အောက်ကိုနည်းနည်းလေးဆွဲပြီးသွားပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ download ရှိတယ်ပေါ့နော်အဲ့မှာကျွန်တော် download ဆွဲလိုက်မယ် Okay ဒီမှာ download ကြိုက်တဲ့နဲ့ download ရတယ်ကျွန်တော်တို့ media file နဲ့ download ရတာပို့အဆင်ပြေလို့ media file ကိုပဲရွေးလိုက်မယ်ပေါ့နော် media file ကနေကျွန်တော်တို့ unlock 2 download ဆွဲလိုက်မယ်ပေါ့ Okay Okay ဒါဆို internet download manager နဲ့ပဲ download လိုက်မယ်နော်Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ download ဆွဲလို့ပြီးသွားပြီပေါ့နော် download ဆွဲလို့ပြီးသွားရင်ဒီကောင်ကိုကျွန်တော် open folder နဲ့တစ်ချက်သွားလိုက်မယ်သွားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ unlock 2ပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ zip ဖြည့်လိုက်မယ်ပေါ့နော်ဒီ extract here နဲ့ပဲဒီမှာပဲဖြည့်ချလိုက်မယ်နော် extract here နဲ့ဖြည့်ချလိုက်မယ်ဆိုလို့ရှိရင် unlock 2ဒီမှာ unlock 2 file ရောက်လာမယ်ပေါ့နော် unlock 2 software ရောက်လာမယ်ဒီ unlock 2ကိုတုံးပြီးကျွန်တော် lock ဖြည့်မှာပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီ Redmi 9C ဖုန်းကသူက MediaTek CPU နဲ့လာတဲ့ဖုန်းဖြစ်တဲ့အတွက်ဒီ computer နဲ့ချိတ်ဆက်ဖို့အတွက်ဆိုလို့ရှိရင်သူ့အတွက်ဒီ MediaTek driver တွေတွင်ထားပေးဖို့လိုအပ်အောင်ပဲ MediaTek driver တွေရှိမှသူကအလုပ်လုပ်မှာဟုတ် Okay ဒါဆိုလို့ရှိရင်ကျွန်တော် MediaTek driver တွေတော့တွင်မယ် MediaTek driver တွေကဘယ်ရသက်တွင်းမလဲဆိုတော့ကျွန်တော်တို့ MediaTek driver ဆိုပြီးတော့ဒီတိုင်း Google မှာရိုက်ရှာပြီး download ဆွဲပြီးတွင်းရလည်းရတယ်ဒါပေမဲ့ driver တွေတော်တော်များများကိုကျွန်တော်တို့ဒီ Mobile C Service 2ပေါ့နော်အဲဒီ website မှာသူက update အနေနဲ့ရောအဲ့လိုမျိုးစုပြီးတော့ထားပေးတယ်အဲ့တော့အဲ့ကနေပဲကျွန်တော်တို့အလွယ်တကူသွားပြီးတော့ download လိုက်မယ်ပေါ့နော် Mobile C SCR BIC Service Mobile C Service.net ဆိုပြီးတော့ကျွန်တော်သွားလိုက်မယ်Mobile C Service.net ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ download set ရဲ့ download driver ရရှိတယ်เนาะကျွန်တော်တို့ driver တွင်းမှာဖြစ်တဲ့ download driver ကိုပဲသွားလိုက်မယ် download driver သွားလိုက်ရင်တော့သူ driver တွေအများကြီးရှိတယ်ဒီထဲမှာကျွန်တော်တို့လိုအပ်တဲ့ driver ပေါ့เนาะကျွန်တော်တို့အခုပေါ့ MD ခနဲ့ MediaTek ဆိုကျွန်တော် MDK ပေါ့เนาะ MDK driver ကို download ဆွဲမယ် MDK driver download လိုက်မယ်media file ကနေပဲ download လိုက်မယ်ပေါ့เนาะဒါဆိုလို့ရှိရင် driver download ဆွဲနေလိမ့်မယ် Okay ရပြီဒါဆိုရင်ဒီကောင်ကျွန်တော်တို့ခဏပိတ်ထားလိုက်မယ်ပြီးသွားလို့ရှိရင်နောက်တစ်ခုထပ် down မှာပါလဲဆိုတော့ကျွန်တော် MediaTek driver ဒီ MediaTek driver တစ်ခုလည်းတွင်းလို့မပြီးဘူးပေါ့နော်သူနဲ့တွဲရက်ဘယ်ဟာလောက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ LIB USB driver ပေါ့နော် LIB USB driver သူနဲ့တွဲရက်အလုပ်လုပ်တယ်ဒီ LIB USB driver ပါတွင်းပေးရမယ်ဆိုတော့ LIB USB driver ကကျွန်တော်တို့ download ဆွဲလိုက်မယ်Okay ဒါဆိုလို့ရှိရင်ကျွန်တော် LME USB driver ပါကျွန်တော်တို့ download ဆွဲလို့ပြီးသွားပြီပေါ့နော် Okay အဲ့တော့ကျွန်တော် open folder နဲ့တွားလိုက်မယ် open folder နဲ့တွားလိုက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာSensor က download ဆွဲခဲ့တဲ့ဒီ MDK driver ပေါ့နော်ဒီမှာ MDK driver.exe ဆိုတဲ့ file လေးရှိမယ်ကျွန်တော်ဒီ MDK driver ကိုနှစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ပုံမှန်အတိုင်းပဲပေါ့နော် install လုပ်လိုက်မယ် next တွားမယ် install လုပ်လိုက်မယ်ပေါ့နော် Okay ထပ်ပြီးတော့ကျွန်တော် install လုပ်မယ်Okay ဒီလိုမျိုးပေါ်လာခဲ့လို့ရှိရင်ကျွန်တော်တို့ဒီမှာဒီအောက်ကဟာပေါ့နော် install this
install this driver software anyway ဆိုတာပဲကျွန်တော်တို့သွားမယ်เนาะဒါရှောက်နှိပ်ပေးလိုက်မယ်နောက်တစ်ခုထပ်ပေါ်လာလဲနှိပ်ပြီเนาะသူက driver ၄ခုလောက်သွင်းမှာဆိုတော့ထပ်ပေါ်လာရင်ဒီ install this driver software anyway ကိုနှိပ်ပြီเนาะ okay ဒါဆိုလို့ရှိရင်ဒီမှာဒီလိုမျိုးအကုန်လုံးအမှန်ကြီးတွေပြပါပြီเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့MediaTek driver ပေါ့เนาะ MediaTek driver သွင်းတာကျွန်တော်အောင်မြင်သွားပြီပေါ့เนาะ okay ဆိုတော့ဒါလေးကျွန်တော်ပြန်ပိတ်လိုက်မယ်ပိတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့စောစောက down ခဲ့တာနှစ်ခုပေါ့เนาะ MediaTek driver ရဲ့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ LIB USB ရဲ့ဆိုတော့ဒီမှာ LIB USB ကိုထပ်သွင်းမယ် LIB USB ကိုလည်းကျွန်တော်တို့ဒီမှာနှစ်ချက်နှိပ်ပြီးတော့ install လုပ်လိုက်မယ်ပေါ့เนาะနှစ်ချက်နှိပ်ပြီးတော့ဒီမှာ next နဲ့ဒီမှာ accept ရေးလိုက်မယ်ပေါ့เนาะပြီးသွားလို့ရှိရင် next install လုပ်လိုက်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးဖွင့်လိုက်မယ်เนาะဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအောက်ဆုံးအကောင်ရွေးပေးပေါ့เนาะremove all device filter ဆိုတော့တစ်ချက်ရွေးပေးလိုက်ရွေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် next လုပ်လိုက်မယ်ပြီးရင် yes ပြောလို့ရှိရင် okay ရဒီကောင်ပိတ်လိုက်တော့ပေါ့เนาะ okay ဒါဆိုရင်ရပြီဆိုတော့ကျွန်တော်တို့စောစောကပေါ့เนาะဒီ unlock 2ကိုသွားဖွင့်မယ်ပေါ့เนาะစောစောကဒီလိုအပ်တဲ့ driver တွေလည်းကျွန်တော်တို့သင်ပြီးသွားပြီဆိုတော့ unlock 2 software ကိုကျွန်တော်တို့သွားဖွင့်မယ်เนาะโอเคအခုလိုမျိုးဆိုလို့ရှိရင်ဒါ unlock 2ပွင့်လာပြီပေါ့เนาะဒီမှာပွင့်လာတဲ့အချိန်မှာဒီမှာကကျွန်တော်တို့ရဲ့ user name နဲ့ password တွေထည့်ရမယ်ပေါ့เนาะဒါ unlock 2ကျွန်တော်တို့ account ဝယ်ထားတယ်ဆိုလို့ရှိရင်ဝယ်ထားတဲ့ account ရဲ့ user name နဲ့ password ကိုထည့်ပေါ့เนาะမရှိသေးတဲ့သူတွေဆိုရင်လည်းဒါ account တွေပါငါပြီးတော့သုံးလို့ရတယ်ဒီ unlock 2ကတော့ဒါ free ပေးသုံးတဲ့ tool ဆိုမဟုတ်ဘူးပေါ့เนาะသူက account ဝယ်ပြီးသုံးရတဲ့ tool ဖြစ်တယ်account ဝယ်ခြင်းလည်းဝယ်ပြီးတော့သုံးပေါ့เนาะမဝယ်နိုင်ဘူးဆိုလို့ရှိရင်လည်းဒီတိုင်းဟိုအချိန်ပိုင်းနဲ့အဲ့လိုမျိုးဒီ2နာရီတို့3နာရီတို့အကောင့်အဲ့လိုမျိုးသူများရှာနေငါသုံးလို့ရတာမျိုးရှိတယ်ပေါ့နော်။ Okay ကျွန်တော်ကတော့ကျွန်တော်ရဲ့ဒီ user name password ထည့်လိုက်ပြီပေါ့နော်။ထည့်ပြီးရင်ကျွန်တော် login လုပ်လိုက်မယ်။ login လုပ်လိုက်မယ်ဆိုလို့ရှိရင်Okay ဒီလိုမျိုးပေါ့နော်ဒီ unlock 2ကသူတို့တချို့နေရာတွေမှာသူရဲ့စီကံချက်တွေပေါ့နော်ဒါဒီရဲ့ policy တွေရေးထားတယ်ဒါတွေကိုကျွန်တော်သဘောတူပါတယ်ဆိုတော့ကျွန်တော် agree ပဲလုပ်ပေးလိုက်မယ်ဒါဆိုလို့ရှိရင်login ဝင်သွားလိုက်မယ်ပေါ့ โอเคအခုဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ unlock 2ပွင့်လာပြီပေါ့နော် unlock 2ကျွန်တော်တို့ login ဝင်ပြီးပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ကိုသွားရမလဲဆိုတော့ပေါ့နော်ကျွန်တော်တို့ဒီ unlock 2မှာဆိုလို့ရှိရင်ဖွင့်ပြရတဲ့သူ့မှာဒီ Mi တို့ Samsung Huawei Oppo စသဖြင့် Vivo ပေါ့နော်သူတို့ရဲ့ဒီ phone brand တွေ like ပေါ့နော်ဒီ tab တွေရှိရပေါ့နော်အဲ့ကနေကျွန်တော်တို့သွားပြီးတော့ဖြုတ်လို့လည်းရတယ်ကျွန်တော်တို့ Redmi ဆိုတော့ကျွန်တော်တို့ Mi tab ကနေသွားပြီးတော့ဖြုတ်လည်းရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီ Redmi 9C ကသူက MediaTek နဲ့လာတာဆိုတော့ကျွန်တော်တို့ဒီ MediaTek tab တွေကနေပဲကျွန်တော်အလွယ်သွားပြီးလုပ်လိုက်မယ်နော် MediaTek tab ထဲကိုသွားမယ် MediaTek tab ထဲကိုသွားလိုက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီမှာcustom preloader ရော EMI ဆိုတာရှိရเนาะဒီ custom preloader EMI မှာကျွန်တော်တို့အမှန်သွားချစ်မယ်အမှန်သွားချစ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာပေါ့เนาะသူ့ဘေးမှာကျွန်တော်တို့ဒီမှာ Redmi 9C ကိုရွေးပေးမယ်ပေါ့เนาะ Redmi 9C ဒီ Angelica Global ပေါ့เนาะဒီကောင်တစ်ချက်ရွေးပေးမယ်ရွေးပေးပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော် boot device လုပ်လိုက်မယ်ဒီမှာ boot device နှိပ်လိုက်မယ် boot device နှိပ်လိုက်မှာကျွန်တော်တို့ကွန်ပျူတာနဲ့ဖုန်းနဲ့ကိုချိတ်ဆက်တာပေါ့နော်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော် boot device လောက်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ waiting for device ပေါ့နော်။သူ device ကိုစောင့်နေပါတယ်ဆိုတဲ့အကြောင်းဆိုတော့ကျွန်တော်တို့ဖုန်းလာချိတ်ဆက်တာကိုစောင့်နေပါတယ်ဆိုတဲ့အကြောင်း2မှာပေါ်နေပြီ။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့2မှာကျွန်တော်တို့ဒီကွန်ပျူတာမှာပေါ့နော်ကျွန်တော်တို့ဖုန်းကိုလာချိတ်လိုက်မယ်ပေါ့နော်။ Okay ဒီလိုမျိုးကျွန်တော်တို့ဖုန်းချိတ်ရတယ်ဖုန်းချိတ်ရမယ်ဆိုတဲ့နေရာမှာပေါ့နော်ကျွန်တော်တို့ဖုန်းကိုဘယ်လိုချိတ်မလဲဆိုတော့ဖုန်းကိုကျွန်တော်တို့ power ပိတ်တယ်ပေါ့နော်။အမြင်တော့ပိတ်လိုက်မယ်။ power ပိတ်ပြီးသွားရင်ဖုန်း power ပိတ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖုန်းရဲ့ဒီမှာပေါ့နော်အတန်တိုးချဲကလုတ်တွေရှိရပေါ့နော်ဒီအတန်တိုးတဲ့ကလုတ်ချဲတဲ့ကလုတ်ရှိရပေါ့နော်ကျွန်တော်တို့အတိုးတဲ့ကလုတ်ကိုချဲတဲ့ကလုတ်ကိုကျွန်တော်တို့စုံနှိပ်လိုက်တယ်ပေါ့နော်စုံနှိပ်ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့အားချင်းကိုထိုးလိုက်
Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ phone နဲ့ computer နဲ့ဒီတက်သိသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ tools နဲ့ကျွန်တော်တို့ဒီ phone နဲ့ပေါ့နော်ချိတ်ဆက်မိသွားပြီပေါ့နော်ဒီလိုမျိုးချိတ်ဆက်မိသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ format data ပေါ့နော်ဒီမှာကျွန်တော်တို့ format data လုပ်မယ်format data ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာကျတော့သူ့ပုံမှန်ရွေးထားတဲ့အတိုင်းပဲပေါ့နော်ဒီ binary summary ပဲရွေးထားလိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာပေါ့နော်ဒီ erase FRP ကိုအမှန်ချစ်ထားပေးမယ်ပေါ့နော် erase FRP အမှန်မချစ်ထားလို့ရှိရင်ချစ်ထားပေးလိုက်မယ်ပေါ့နော်erase FRP ကဘာလို့အမှန်ချစ်တာလဲဆိုတော့သူအဓိကသူက log ဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြန်တက်လာတဲ့အချိန်ပါပေါ့နော်ကျွန်တော်တို့ဒီအရင်သုံးခဲ့တဲ့ Gmail account ပေါ့နော်ကျွန်တော်တို့ Gmail account ကို Google account ကိုပြန်ပြီးတော့တောင်းတယ်ပေါ့နော်ဒီ factory reset protection log ပေါ့နော် FRP log မကြောက်လို့ပေါ့နော် FRP log ပါတခါလေးဖြတ်သွားအောင်လို့ကျွန်တော်တို့ area FRP ကိုအမှန်ချထားပေးမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ select ပဲလုပ်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီ screen log ကိုဒီ FRP log ကိုတခါလေးဖြတ်သွားပေးလိုက်မယ်ပေါ့နော်Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ log ဖြတ်ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ phone ကိုကျွန်တော်ပြန်တက်လာဖို့အတွက်reboot နှိပ်လိုက်မယ်ပေါ့နော် reboot လုပ်လိုက်မယ် Okay ဒါဆိုလို့ရှိရင် phone ကကျွန်တော်တို့ပြန်ပွင့်လာလိမ့်မယ်ပေါ့နော်ဒီ reboot ပြန်တက်လာလိမ့်မယ်Okay reboot တက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ phone ကပေါ့နော်ကျွန်တော်တို့ဒီ log ဖြုတ်တယ်ဆိုတာကဒီ user data တစ်ခုလုံးကိုဖြတ်လိုက်တာပေါ့နော် user data တစ်ခုလုံးဖြတ်လိုက်တာဖြစ်တဲ့အတွက်ပြန်တက်တဲ့အချိန်မှာ user data ကိုသူပြန်တည်ဆောက်မှာဖြစ်တဲ့အတွက်logo ပါပေါ့နော်ကြာနေနိုင်တယ်ပေါ့နော် logo ပါ logo တက်တာပုံမှန်ထက်ပိုပြီးတော့နည်းနည်းပေါ့နော်အဲ့လို9မိနစ်10မိနစ်လောက်ထိကြာနိုင်တယ်Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ phone ပြန်တက်လာပြီပေါ့နော်ကျွန်တော်တို့ပြန်ပွင့်လာပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ set ပြန်လုပ်ရမယ်ပေါ့နော် set ပြန်လုပ်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာဘာသာစကားရွေးတာလေကျွန်တော်တို့နိုင်ငံရွေးတာတွေပါတယ်ပေါ့နော်ဒါကတော့ကိုယ်အဆင်ပြေမဲ့အတိုင်းရွေးပေးလိုက်ပေါ့နော်ဒီမှာစင်ကက်တွေပါမထည့်ထားတယ်ကျွန်တော်တို့ file တွေပါမချိတ်ထားနေတော့ဘာလို့လဲဆိုချိတ်ထားလို့လည်းရတယ်ပေါ့နော်မချိတ်ထားတာပိုရောဒီ setup လုပ်တာပိုမြန်တယ်ပေါ့နော်Wi-Fi ပါညာချိတ်ထားမယ်ဆိုလို့ရှိရင်ဒီလိုအပ်တဲ့ဟာတွေတော့ဆွဲနေရဆိုတော့ပိုပြီးကြာတတ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Redmi 9C ဖုန်းကိုပေါ့နော်ကျွန်တော်တို့လောက်ဖြုတ်တာပြီးဆုံးသွားပြီပေါ့နော် Okay အခုလိုမျိုးဒီဖုန်း service နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုလည်းဒီ channel မှာကျွန်တော်ဆက်ပြီးတင်ပေးအောင်ပါလို့ကျွန်တော် channel ကို like and subscribe လုပ်ပါပေးလို့တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်